们得追一个路啊，你要蛋糕看到嘿，追么背么些，老么么表。现在这么老嘛，不说把我拉你啊嘞。眼里ကတော့ကြည့်တယ်ပန်းဝေးလို့တော့နည်းနည်းပါတယ်လက်ကောက်ရမလားလက်စွပ်တွေများရလာမလား ကျွန်တော်ပါလား တော့မရတော့လားဒီပိုင်းလေး အဲ့မှာအောက်မှာတော့တလုံးရှိတယ်ငယ်ချင်းရှိမှာ တော့ကြည့်အောင်လေ ငယ်ချင်းဒီမှာလောဘဘယ်မှာကျတော့ပွဲမတိုက်ခိုင်းဘူးအဲ့မှာလောဘကိုနိုင်ခေါ်ခဲ့တယ် ဟောအေးရမလဲလုံးဝများတယ်အဲ့ကြောင့်မြို့ပြေးမတိုက်တာ အေးပါအေးပါ ဟာချက်တူကြောပဲနော်တော့တတ်လို့မစိုးဘူးချင်းလုံးဖန်ကတော့ကြီးရပြန်နော် 20လောက်စီး တင်းပိုင်းပဲကြိုက်တယ်ကွာကို တော့မရဘူးပြောစီ ခဏတင်းတော့လို့ရအောင်ဒီကောင်လေးအောင် ဒီပိုင်းတော့ ဘယ်လောက်ပြောလဲ အဲ့ကောင်လည်း20လောက်စီးနေတာ ဒါလည်းတင်းပိုင်းပဲကြိုက်တယ်ဟုတ်ကဲ့နော် ကြောက်ပြအကုန်လုံးညီတယ်လာတယ် ဒါဘယ်လောက်ပြောလဲ အဲ့ဒါတော့20လောက်မှစီးပြရမှာ ခုနှစ်သိန်း မရဘူးလို့ငါအဲ့ကောင်က15 30လို့လဲရခုနှစ်သိန်းဒါလည်းခုနှစ်သိန်းဒီကောင်က30 အဲ့ဒီတော့ဒီနှလုံးကို30မြောင်ပေးလိုက် ဘာလို့မမီဘူးကိုကြီး လုံးဝ9တိန်းနဲတယ်60လောက် မကြိုက်တော့40အချက်ကဖြတ်လိုက်ရင်အကိုပြောလို့ပဲမဲညို့အချက်ရတော့မစိုးဘူး တဲ့ကျင်လို့တာတခါလဲကျွန်တော်ငွေပေါ်ကျင်လို့တာ ဒါခုနှစ်သိန်းဒါခုနှစ်သိန်းဒါ30 တိုင်းမတော့ဒီဟာတလုံးတသိန်းဒီပဲတိုးပေးလိုက်8သိန်း လုတ်ပေးလိုက်ပါချောချူချူလေး မင်းတော့ဘောက်လား ဒီလိုရောက်မှဆိုလဲရောက်လိုက်တော့အတွင်းရှင်လာတော့မှ ဘာနားလေလည်းမြတ်လား မဆေးဒီနေ့အကျွေးမပေးမချင်းလောက်မှမပြောင်းပတ်စံရမှပြန်မှဒီကနေရက်ဆောင်နေမှာရှင်ကလည်းကျမလာပါပဲဆိုဘာလို့လာနေရလဲရှင်တို့ရောက်မှဆိုလဲရောက်လိုက်တော့အကျွေးရှင်ကလာနေပြီရှင်တို့မဆက်ပဲမကျမဆက်တယ်အမလေးကျွေးယူတဲ့လူကများအတန်ကောင်းခင်တော့ဟဲ့ 30ဒါ40 90ကျွန်တော်ရောင်းပေးလိုက်မယ် ကျွန်တော်တော့မကြိုက်ဘူးကိုကြီးနော် အများကြီးကိုမတော့မဟုတ်လောဘန်း အဲ့လိုပဲကြိုက်လို့ကျွန်တော်တို့ကနော် ကျွေးမပေးမချင်းလုံးဝမပြောင်းဘူးမဆေး ဒီလိုအားကြောင့်ပြောအားလာတော့ဘာဘာတော့မရောင်းကြောင်းပေးလိုက်မယ်ရောင်း ရမလား တော့ရောင်းတာရောင်းရတာမင်းဒီနေ့နဲ့ ပတ်စံမရလောက်မှမပြောင်းဒီနေ့ရမှဖြစ်မှာမရမဖြစ်ဘူး ကျွန်တော်ကောက်ပေါ်မှာလိုက်ယူပေးလိုက်လေ ကြောက်လဲရောက်တော့ပတ်စံကပေးတော့ရချင်တယ် ပေးငါ့ကို10သိန်းကပေးစရာရှိရတော့မရောက်ပေးရမှာ ဒီကြောက်လေးတော့ကျွန်တော်အိမ်ရောက်မှပဲတေချာလေးရှင်းပြပြီးတော့မယ်ကိုမလေးနော်ဒီမှာဒီလေးက9သိန်းတစ်ချက်တွေတော့အများကြီးခြံနေတယ်ဗျအနာကတော့ဒီမှာတစ်ချောင်းတော့ပါတယ်ဗျအဲ့တော့အထဲမှာဆိုရှင်တော့ရမ်းမစိုးရမ်းကောင်းညင်ပြီးမှကြောက်သားညင်နေလို့ပြောလို့ရတယ်ဗျနော်ကျွန်တော်ဖြတ်ပြီးမှဘာခေါင်းရမလဲဆိုရှင်ဝါရှာပြရမလားလက်စွပ်တွေများရလာမလားကျွန်တော်ခေါင်းတာဖြစ်တယ်ဒီ40ချောင်းလေးကတော့အဖွင့်မရခဲ့တော့မှသူအချက်သားနဲ့ဝင်လာမလားဆိုတာလေးကိုကျွန်တော်ခေါင်းကြည့်ရမှာဟိုပွေးကြောလေးကိုပဲကြည့်တူလားအထဲမှာကြောက်စီလေးကလုံးဝကြည်ကနေဖြစ်သွားတဲ့စီတန်းမျိုးကိုကျွန်တော်ခေါင်းရမှာဖြစ်တယ်ဗျအတန်ကောင်းကောင်းဝင်သွားမယ်ဆိုတော့ကျွန်တော်ယာပိုင်းတွေကိုကျွန်တော်မန်းလို့ရတယ်ဗျနော်30နဲ့ဟာလေးကတော့အမြင့်သားထဲမှာပါတဲ့လက်စွပ်ကိုးတွေကိုကျွန်တော်ခေါင်းတာဖြစ်တာပေါ့ဗျနော်ကြောက်စီကြောက်သားရင်းတဲ့အနေထားထဲမှာရှိတယ်ရန်လေးကတော့ချစ်တယ်ပေါက်ချက်လေးကလည်းကောင်းတယ်ကြည့်ဒီလေးကကျွန်တော်တို့နှိမ့်ဆုံးကတော့အသက်ဆန်းမန်းထားတာပေါ့ဗျနော်9သိန်းတဲ့ဟာလေးကတော့ကျွန်တော်ကလက်ကောက်ကိုခေါင်းတာရန်လုံးနဲ့အနာကြီးကြီးမားမားကျွန်တော်မတွေ့ရဘူးအဲ့တော့ကျွန်တော်အသက်ဆန်းပဲမန်းထားတယ်ဗျနော်ကြောက်ရန်ကတော့မိုက်တယ်အလုံးညီတဲ့အနေထားထဲမှာရှိတယ်ဗျဒီဘက်မှာဆိုနေနေပန်းဝေးလို့တော့နည်းနည်းပါတယ်လက်ကောက်ကိုခေါင်းရမယ်ကြောက်လေးဖြစ်တာပေါ့ဗျနော်ဒီလုံးထဲကနေမှကျွန်တော်ကိုမတော်လိုင်းကိုက်တယ်ကြိုက်တယ်စိတ်ဝင်စားတယ်ဖြတ်ကြည့်ပြီးမှမင်္ဂလာယူချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကိုဆက်သွယ်လိုက်ပေါ့ဗျာ